blockchain ကိုလူအပြားကပွင့်လင်းမြင်သာတဲ့အထက်ကြိုက်ကြပါတယ်။ဒါပေမဲ့တကယ်လက်တွေ့အသုံးချလာတဲ့အထကို data ကိုမထိန်နိုင်တော့တာကအကြီးဆုံးပြဿနာဖြစ်လာပါတယ်။အဲ့ဒီပြဿနာကိုအခြေခံကနေဖြေရှင်းဖို့ထွက်လာတဲ့ protocol တစ်ခုက Zama protocol မှာ Zama protocol ဟာ blockchain အသစ်မဟုတ်ပါဘူး။ L1 မဟုတ်တယ်လို့ L2 မဟုတ်ပါဘူး။ Ethereum အပါအဝင် existing public blockchains တွေအပေါ်မှာသက်ဆင်ထားတဲ့ cross-chain confidentiality layer တစ်ခုဖြစ်ပါတယ်။အသုံးပြုသူတွေက chain အသစ်ကို bridge လုပ်စရာမလိုပဲကိုသုံးနေတဲ့ blockchain ကနေတင် confidential dApps တွေနဲ့ interact လုပ်နိုင်ပါတယ်။ Zama ရဲ့နည်းပညာက fully homomorphic encryption ပါ data ကို encrypt လုပ်ထားတဲ့အခြေအနေအတိုင်းပဲတွက်ချက်နိုင်တဲ့နည်းပညာထက်လို့ transaction input တွေ smart contract state တွေကို end-to-end encryption လုပ်ထားနိုင်ပါတယ်။ဒါကြောင့် node operator တွေတောင် data ကိုမမြင်နိုင်ပါဘူး။ blockchain ပေါ်မှာမမြင်ရပဲအလုပ်လုပ်တဲ့ smart contract ကိုအမှန်တကယ်ဖြစ်လာစေပါတယ်။ဒါပေမဲ့ Zama က privacy တဲ့မကပါပဲ confidential contract တွေအချင်းချင်း composable ဖြစ်တယ်လို့ non-confidential contract တွေနဲ့ပါချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ developer တွေအနေနဲ့ DeFi, token, dApp ecosystem ရှိပြီးသားအပေါ်မှာ confidential logic တွေကိုထပ်တိုးရေးနိုင်တာကြောင့် real world application တွေအတွက်အရန် practical ဖြစ်ပါတယ်။နောက်ထပ်အရေးကြီးတာကprogrammable confidentiality ပါဘသူကဘာကို decrypt လုပ်လို့ရမလဲဆိုတာကို smart contract ထဲမှာကိုယ်တိုင်သတ်မှတ်နိုင်ပါတယ် privacy ကို hard coded မလုပ်ပဲ business logic အထိ control လုပ်နိုင်တာကြောင့် finance, identity, enterprise use case တွေအရန်အသုံးဝင်ပါတယ် Zama ရဲ့ fee model လဲစိတ်ဝင်စားဖို့ကောင်းပါတယ် app deploy လုပ်တာ free ဖြစ်ပြီး FHE computation အတွက် fee ပေးရပါဘူး fee ပေးရတာတွေက encrypted input verify လုပ်တဲ့အခါ decrypt လုပ်တဲ့အခါchain တစ်ခုကနေတစ်ခုကို encrypted data bridge လုပ်တဲ့အခါတွေပါဒီ fee တွေကို Zama token နဲ့ပေးပေမဲ့ USD price base ဖြစ်ပါတယ် Oracle က Zama USD ကို update လုပ်ပေးတာကြောင့် token price ဘလို့ပြောင်း cost ကိုကျူးတင်ခန့်မှန်းနိုင်ပါတယ် front end app ဒါမှမဟုတ် relayer က fee ကိုပေးနိုင်လို့ user အနေနဲ့ ZAMA token ကိုင်စရာမလိုပဲ app ကိုအသုံးပြုနိုင်ပါတယ် Zama token ကို protocol fee and staking အတွက်အသုံးပြုပြီး burn and mint model နဲ့ run ပါတယ် fee အလုံးကို burn လုပ်ပြီး protocol ကို run နေတဲ့ operator လေးကို reward ပြန် mint ပေးပါတယ် reward ကို square root of stake နဲ့ခွဲပေးတာကြောင့် decentralization ကိုထိန်းထားနိုင်ပါတယ်ဒီ project ကိုဖန်တီးထားတဲ့ Zama team ကလည်း on paper project မဟုတ်ပါဘူး Pioneer encryption ကို invent လုပ်ခဲ့တဲ့ Dr. Pascal Pioneer ကိုယ်တိုင်ပါဝင်ပြီး FHE research team အကြီးဆုံးတစ်ခုကိုစောက်ထားပါတယ် team member 90 ရှိပြီး PhD holder တွေတဝက်နီးပါးပါဝင်ပါတယ် Zama ရဲ့ vision ကရိုးရိုး privacy project မဟုတ်ပါဘူး HTTP ကနေ HTTPS ကိုပြောင်းခဲ့တယ်လို့နောက်အနာဂတ်မှာ application အားလုံးကို end-to-end encrypted by default ထိတောင် FHE နဲ့ပြောင်းသွားမယ်လို့ယုံကြည်ပါတယ်ဒီအနာဂတ်ကိုသူတို့က HTTPZ လို့ခေါ်ပါတယ်အခုစိတ်ဝင်စားစရာက Zama token ကို free ရယူနိုင်တဲ့နည်းလမ်းမှာ Bitget app ထဲမှာ launch pool မှာ BGB token ကို subscribe လုပ်ထားယူနဲ့ Zama reward ကို free ရနိုင်ပါတယ် trading မလိုပါဘူး risk မယူရပါဘူး subscribe လုပ်ထားတဲ့သူတိုင်းရဲ့ BGB ပမာဏအပေါ်မူတည်ပြီး Zama token ကိုအလိုအလျောက်ခွဲဝေပေးသွားမှာဖြစ်တယ်လို့ launch pool ပြီးသွားရင်ကို BGB ကိုပြန်ရပြီး Zama ကို reward အဖြစ်ရရှိသွားမှာဖြစ်လို့ risk မယူပဲ next generation blockchain privacy infrastructure project တစ်ခုကို early exposure ရနိုင်တဲ့အခွင့်အလမ်းတစ်ခုပါအားလုံးကိုကျေးဇူးတင်ပါတယ်